ဆောက်လုပ်ရေးလုပ်ငန်းသုံး QC/QS engineer တွေဆောက်ထားတဲ့1000mm digital split level လေးတွေ TMO တွင်မာယူရရှိနိုင်ပါပြီခင်ဗျာဒီဗီဒီယိုမှာတော့ Center Brand digital split level ရဲ့အသုံးပြုပုံ key function လေးတွေကိုရှင်းပြပေးပါမယ်အသုံးပြုပုံအနေနဲ့ကတော့ on cloud လေးကိုဖိပြီးတော့ power ဖွင့်ပါမယ်ပြီးရင် LCD backlight ဖွင့်ဖို့အတွက် light ဆိုတဲ့ cloud ကို3 second နှိပ်ထားရပါမယ်0 set ချခြင်းနဲ့ဆိုရင်ကျွန်တော်တို့ on off clock ကိုပဲတစ်ချက်နှိပ်လိုက်ရင်0 set ချပါမယ်ခင်ဗျာပြီးရင် unit အနေနဲ့ကကြတော့ millimeter ရဲ့ meter ရဲ့ရမယ် inch ရဲ့ feet ရဲ့ပြီးတော့ percentage ဆိုပြီးတော့3မျိုးရပါမယ်ခင်ဗျာ LCD backlight ကိုပြန်ပိတ်ခြင်းနဲ့ဆိုရင်3 second ပဲအဲ့ clock ကိုကျွန်တော်တို့ပြန်နှိပ်ရမှာဖြစ်ပါတယ် power ပိတ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ on off clock လေးကို3 second နှိပ်ထားရမှာဖြစ်ပါတယ်ဒီပုံစံမျိုးကကြတော့ကျွန်တော်တို့ vein တွေ slide တွေမှာအသုံးများပါတယ်ခင်ဗျာနောက်ထပ်တစ်မျိုးအနေနဲ့ကတော့နိုင်ရန်တွေ column တွေမှာသုံးတဲ့ပုံစံမျိုးပါဒါကတော့တန်လိုက်ပါတဲ့အတွက်တန်ရှိတဲ့နေရာတွေမှာဆိုရင်ကပ်ပြီးတော့အသုံးပြုလို့ရပါတယ်ဆိုတော့ပထမဆုံး power ဖွင့်မယ်ပြီးရင် LCD clock ကိုမီးလင်းဖွင့်ပါမယ်ပြီးရင်ကျွန်တော်တို့ home နဲ့ sound ဆိုတဲ့ clock လေးကို5 second နှိပ်ထားလိုက်ရင်အတန်မီလာမှာဖြစ်ပါတယ်19မပြည့်မရှင်သူကမြည်နေမှာဖြစ်ပါတယ်19ပြည့်သွားတဲ့အခါကျရင်သူ့ရဲ့အတန်ကအမျိုးပြောင်းသွားမှာဖြစ်ပါတယ်နောက်ထပ်ကောင်းမွန်တဲ့တစ်ချက်ကတော့လေဆာပါတာပဲဖြစ်ပါတယ်လေဆာကိုသူ့ရဲ့ဒီဘက်ဒေါင်းလေးမှာခလုတ်လေးနဲ့ပိတ်ဖွင့်ခလုတ်လေးနဲ့ထည့်ပေးထားပါတယ်လိုအပ်ရင်လည်းဖွင့်သုံးလို့ရတယ်လို့မလိုအပ်ရင်လည်းပိတ်ထားလို့ရပါတယ်ဒီလိုမျိုးအရေးသေးကောင်းမွန်တဲ့ digital split level 1000mm ကိုမာယူခြင်းနဲ့ဆိုရင်တော့ TMO hotline number 3994319338ကိုဆက်သွယ်မာယူနိုင်ပါတယ်ခင်ဗျာ